Hello အားလုံးမင်္ဂလာပါ။ Australia မှာရောက်တော့ငိုကျွန်တော်ရွာလေးတစ်ရွာကိုလိုက်လေ့လာတာနော်။ကျွန်တော်တို့လိုက်လေ့ရအောင်။လိုက်လေ့လာကြရအောင်နော်။ဟာလာရွာလေးကအရန်တာရအရန်လာ။ဒါတောင်ပေါ်ကြီးမှာကျွန်တော်တောင်ပေါ်နေဆင်းလာခဲ့တာဗျ။ရွာလေးကအရန်လာဒါလေးကဘာပင်လေးလည်းမသိဘူး။အယောင်လေးကရဲနေတာပဲ။အရွက်ကလေးတွေကဒီအိမ်ကလည်းတက်သားအိမ်လေးကျွန်တော်တို့မြန်မာတွေမှာဖုန်းကြောင်းနဲ့ကတ်ဆင်အဲဒီမှာလည်းတစ်ပင်လေးတွေကိုခြံစည်းရိုးကတ်ထားတာရန်လာရန်လာတယ်ဗျာကြည့်ပါဦးဒီမှာပန်းသီးပင်တွေဗျာအများကြီးပဲပန်းသီးတွေတော့မရှိတော့ကျွေကုန်ပြီတင်တယ်ပိုးရရွာလာလို့ကျွန်တော်နေရနေရာပြန်အောင်လာပြီအများကြီးမသွားတော့ဘူးเนาะအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်